အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ inverter အကြောင်းလေးကိုအနေငယ်လေးကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ inverter ဆိုတာဘာလဲပေါ့နော် inverter ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ DC ကနေ AC ပြောင်းပေးတဲ့ဆက်ပေါ့နော်သဘောကတော့ကျွန်တော်တို့ DC source ဖြစ်တဲ့ solar တွေ battery တွေကနေပြီးတော့ AC ကိုပြောင်းပေးတဲ့ဒီလိုဆက်မျိုးတွေပေါ့နော်ဒီလိုဆက်မျိုးတွေဖြစ်တယ်ဆိုတော့ကျွန်တော် inverter မှာကကျွန်တော်တို့က type 2မျိုးရှိတယ် inverter type 2မျိုး type 1ကတော့ကျွန်တော်တို့ transformer ကို base ယူတဲ့ inverter တွေပေါ့နော်ကျွန်တော်တို့ transformer အကြီးကြီးတွေ transformer coil တို့အကြီးကြီးတွေလာတဲ့ inverter တွေသူရဲ့အလုပ်ပုံကကျွန်တော်တို့ DC တွဲဖို့ဒါတွဲဖို့နဲ့ကျွန်တော်ယူလိုက်တယ်ပေါ့နော် DC ဘိုးကနေပြီးတော့ကျွန်တော်တို့ဒီ mouseတွေကနေအလုပ်ပြီးတော့ကျွန်တော် viewer sine wave ဖြစ်ဖြစ်ကျွန်တော် step sine wave modify sine wave ဖြစ်ဖြစ်50 Hz ကိုထုတ်ပြီးတော့ဒီကျွန်တော်တို့ transformer အကြီးကြီးကနေမှသူဒီတွဲဖို့ AC ကိုပေါ့နော်တွဲဖို့ high volt တွေပေါ့နော်220 AC ကို50 Hz နေနဲ့ပြောင်းလဲပေးတယ်ပေါ့နော်သူကတော့ဘာဖြစ်လဲဆိုတော့ကြီးတယ်ပေါ့နော်လေးတယ်သူကဒီ resistance ခဏရင်ပိုကောင်းတယ်ပေါ့နော်ပိုကောင်းတယ်ဆိုတော့နောက်တစ်မျိုးကတော့ကျွန်တော်တို့type 2ကတော့ဒီ electronic or transistor base inverter ပေါ့နော်ဒီ transistor တွေကိုအဓိကအားကိုးပြီးတော့လုပ်တဲ့ inverter ပေါ့နော်ဒီလိုမျိုးဒါမျိုး inverter မျိုးတွေပေါ့နော်ဆိုတော့ဒီ inverter တွေကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော် DC source ပေါ့နော် DC source တွဲဖို့ DC source ကနေဒီ mouse FET ပေါ့နော် FET ဒီ transistor တွေကနေလောက်ပြီးတော့သူတို့ကကျွန်တော်တို့ hash အကြီးထုတ်လိုက်တယ်ပေါ့နော် hash 2000 hash လောက်ထုတ်ပြီးတော့ကျွန်တော်viewer sine wave ဖြစ်ဖြစ် modify sine wave ဖြစ်ဖြစ်ထုတ်လိုက်တယ်ပေါ့နော်ထုတ်လိုက်တဲ့ဟာကိုမှသူက hash ကြီးသွားတဲ့ခါကျတော့ဒီ transformer လေးတွေသေးသေးလေးပဲလိုတော့တာပေါ့နော်သေးသေးလေးကသူကတဲဖို့ AC ကနေတော့ဒီ220 high voltage AC ပြောင်းပေးလိုက်တယ်ပေါ့နော်ပြောင်းပေးလိုက်တယ်ဒါပေမဲ့ hash ကအကြီးဖြစ်နေတဲ့အချိန်မှာhash ကိုဒီ IGBT ပေါ့နော်ဒီ transistor ကနေ IGBT transistor တွေကနေအလုပ်ပြန်လုပ်ပြီးတော့သူကဒီ hash ကိုပြန်ပြီးတော့ short ချပေးလိုက်တယ်ပေါ့နော်ဒီ2000 Hz ကနေပြီးတော့ကျွန်တော်တို့50 Hzတချို့ inverter တွေမှာဆိုရင်400 Hz ကို short ချလိုက်တယ်သူကဘာဖြစ်လဲဆိုတော့ volt ပါတယ်ဈေးသက်တာတယ်ပေါ့နော်coin အတွင်းပိုင်းရှုပ်ထူးတယ်သူရဲ့အဓိကအရေးကြီးဆုံးကတော့ heat shrink ပေါ့နော် heat shrink ကိုကြီးလိုအပ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ transistor တွေဒီ MOSFET FET တွေဒီ IGBT တွေကိုအဓိကအားကိုးပြီးတော့အလုပ်လုပ်ရတဲ့အတွက်သူတို့ကိုအေးခံဖို့အတွက်အေး coin ပေါ့နော်ဒီ heat sink ကြီးလိုတယ်ပေါ့နော်ဆိုတော့ဒီ inverter လေးကိုကျွန်တော်တင်ပိုင်းလေးတစ်ချက်ပြပါမယ်ဒီမှာဆိုရင်ဒီမှာဆိုကျွန်တော်ပြပေးမယ်ဒီမှာဆိုရင်ဒီမှာ IGBT တွေ MOSFET တွေပေါ့နော်ဒီ MOSFET တွေ IGBT တွေကိုအေးပေးနိုင်တယ် heat sink အကြီးပေါ့နော်ဒီမှာအကြီးတက်ထားတယ်ဒါလေးကတော့ transformer လေးပေါ့နော် transformer လေးကတော့ကျွန်တော် high frequency transformer သေးသေးလေးပေါ့နော်ဒီသေးသေးလေးပဲလိုတယ်ဆိုတော့ဒီ heat sink ကိုလည်းဒီအောက်ကနေပန်ကားနေတောက်လျှောက်ဒီမှာအေး line ပေးထားတယ်ဒီဘက်ပြန်ထွက်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး heat sink ကြီးပါတယ်inverter တွေဒီလိုမျိုးကျွန်တော်တို့transistor ကို base ယူတဲ့ inverter တွေမှာဒီလိုမျိုး heat sink ကြီးပါတယ်inverter တွေကိုအသုံးပြုခြင်းအပြင်ဒီ device တွေကပို့ပြီးတော့ရေရှည်လဲခံတယ်အသုံးလဲပို့ခံတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ကtype 2မျိုးပေါ့နော်ကျွန်တော်ပထမပြောထားတဲ့ transformer base inverter type တွေကကျွန်တော် transformer တွေကိုအဓိကထားပြီးတော့ transformer အကြီးကြီးနဲ့သုံးတဲ့ inverter တွေကဘာတွေအတွက်တင့်တော်လဲဆိုရင်ကျွန်တော် inductive load တွေဖြစ်တဲ့ heavy load တွေဥပမာကျွန်တော်ရေမော်တာအကြီးစားတွေဂဟေဆက်တွေပေါ့နော်ဂဟေဆက် weighing machine တွေဆိုတော့ဒီရေမော်တာ coil တွေကနေပြီးတော့ရုတ်တရက်ပြန်စီးဝင်လာ inrush current ကိုခံနိုင်အောင်ဆိုပြီးတော့ကျွန်တော်ဒီ transformer ဒီ type 1ပေါ့နော်ဒီလို transformer အကြီးနဲ့ဒီလိုမျိုးtransformer base inverter တွေကိုသုံးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးcoin နေနဲ့လှုပ်တဲ့device တွေပေါ့နော်ဒီ device တွေလုပ်တွေသုံးတဲ့ခါကြလို့ရှိရင်ဒီ transformer base inverter ကိုရွေးချယ်ပေါ့နော်ဒီလိုမျိုး inverter မျိုးပေါ့နော် transistor ကို based on ယူထားတဲ့ inverter တွေကြတော့ကျွန်တော်တို့ resistive loadကျွန်တော် light load တွေပေါ့နော် electronic device တွေဥပမာကျွန်တော် TV တွေ laptop တွေ LED လို့ရင်မျိုးထမင်းပေါင်း aircon ရေခဲတက်တာပေါ့နော်အစားရှိတဲ့လိုမျိုးresistive load တွေ light load တွေအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုး inverter လေးတွေကအဆင်ပိုပြေပါတယ်ဆိုတော့ဒီလိုမျိုး transformer သေးသေးလေးနဲ့ဒီလိုမျိုးtransistor တွေအားကိုးရတဲ့ inverter တွေကတော့အဓိကefficiency ပိုကောင်းတယ်ပေါ့နော်ဆိုတော့ coil နဲ့လောက်ထားတဲ့ကောင်တွေကတော့ဒီ inductive load တွေပေါ့နော် heavy load တွေအတွက်ကိုပိုကောင်း
င်းပါတယ်ဆိုတော့ကျွန်တော်ဒီ AC line ဝတ်တွေအကြောင်းလည်းရှင်းပြမယ်ဆိုတော့ကျွန်တော်ခဏဒီမှာပြောနေတယ်pure sideway နဲ့ modify sideway ဘာကွာလဲဆိုတော့ပြောမယ်ဆိုတော့ modify sideway ကတော့အခုလက်ရှိကျွန်တော်တို့မြန်မာပြည်မှာလက်ရှိသုံးနေတဲ့ကိုပိုင်ထုတ်တဲ့ inverter တွေပေါ့နော် charger လဲပါတယ် inverter တွေက modify sideway တွေဖြစ်တယ်သူကဘာဖြစ်လဲဆိုတော့ကျွန်တော်ပန်ကာသုံးတဲ့ခါကျအတန်နည်းနည်းမြည်ပေါ့နော်ဒါမျိုးမြည်တယ်ဆိုတော့pure ထွက်တာတော့အကောင်းဆုံးပဲပေါ့နော် pure sideway ထွက်တာအကောင်းဆုံးပဲဆိုတော့ဒီကျွန်တော် inverter ဆိုရင်ဒီ inverter ဆိုရင် pure sideway ထွက်တယ်ဒါလေးလည်းကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော် power on လိုက်ပြီပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါလေးကတော့ DC 40ပေါ့နော် DC battery 40ဒါကျွန်တော်သုံးမဲ့ watt ပေါ့နော် watt တက်မယ်ဒါကတော့ AC 40အဲဒီမှာဆိုရင်50 Hz ထွက်တယ် temperature လည်းပါတယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်သုံးတဲ့ low percent တွေပေါ့နော်သူကတော့ 100% ဒီသူရေးထားပေးတယ်ဒီကောင်လေးကတော့ battery ရဲ့ capacity ပြတာပေါ့နော် battery capacity ပြတာပေါ့နော်ဒီ inverter လေးကတော်တော်လေးကောင်းတယ်အစင်လည်းပြည့်တယ်ပြီးရခါကျတော့ဆိုတော့နီကွန်ချုံအနေနဲ့ကျွန်တော်ဗာလေးပြောချင်တာလဲဆိုတော့ကျွန်တော် heavy motor တွေ inductive load တွေသုံးမယ်ဆိုရင်ကျွန်တော် transformer base inverter ကိုရွေးပေါ့နော် pure sine ဝင်ထွက်တဲ့ transformer base inverter ကိုရွေးကျွန်တော်အိမ်သုံး electronic ပစ္စည်းသေးလေးတွေသုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး inverter တွေပေါ့နော် transistor base inverter ကိုရွေးပေါ့နော် pure sine ဝင်ထွက်တာပဲရွေးပေါ့နော်ဒါဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ